ဒါကြောင့်မလို့စဖလို့ပြောတယ်လည်းမယုံနဲ့ဒီလိုပဲဒီစဖနာမည်သုံးချပြီးလုပ်တဲ့ဟာတွေအများကြီးရှိတယ်ရဲအယောင်ဆောင်တာစစ်သားအယောင်ဆောင်တာခင်ဗျာဟိုဗာလဲမျိုးစုံပေါ့ဗျာအယောင်ဆောင်တသိန်းနော်မျိုးစုံအယောင်ဆောင်ရတယ်ထောက်လန်းကြီးလိုလိုစဖလိုလိုတခါတည်းထောက်လန်းကြီးမရှိဘူး CID ကလိုလိုခင်ဗျာဟို NSB ကလိုလိုခင်ဗျာဘာလိုလိုညာလိုလိုတွေကဒီကာလမှာရောင်တော်ပြန်ရောလွတ်တာတွေရှိတဲ့အတွက်တတိထားကြပါစားပါတွေကိုယ်တိုင်လဲကျွန်တော်ထင်တယ်တဖြည်းဖြည်းအနေကျုံမဲ့သဘောရှိတယ်သူတို့အနေကျုံမဲ့သဘောရှိတယ်ဘာသူတို့လူကြီးလည်းရောက်နေမင်းတို့ကောင်နေနော်မင်းတို့ကောင်နေကြည့်ချက်နေကြအောင်ဆိုတော့လူကြီးကပြောလိမ့်မယ်လို့ယူဆဘာမင်းတို့ကောင်ကြည့်လို့ဒီလိုဆိုရင်တော့ဟဲ့ကောင်နေမင်းတို့တွေကြည့်လို့ကြအောင်မင်းတို့ကတော့ကောင်းမှနေနေပဲဒါပေမဲ့ဟိုကောင်တွေကမင်းတို့နာမည်သုံးနေကြည့်လို့ကြအောင်ဆိုတာမျိုးတော့အနေကျုံမဲ့သဘောတော့ရှိတယ်ဒီနေ့တိုင်းနဲ့အနေကျုံမဲ့ဒါပေမဲ့အောက်ခြေမှာကထွေအုပ်တို့လာဝကတို့ဒီရဲတို့ဟာကြတော့ဒီရက်ွက်မြို့ပြလုံခြုံရေးပေါ့နော်ရက်ွက်မြို့ပြလုံခြုံရေးလုံခြုံကြီးချမ်းရတော့ရဲရဲထွေအုပ်ရဲပေါ့နော်သူတို့နှစ်ဦးကအရေးကြီးပါတယ်ဒီဟိုဗာလဲဆိုလူမှုကြီးကြပ်ရေးနဲ့ပတ်သက်ရင်တော့လာဝကအရေးကြီးပါတယ်အဲ့သုံးဖွဲ့ကဒီမြို့ပြလုံခြုံရေးမှာတော်တော်အရေးပါတယ်အထင်မှာပါပါတယ်အဲ့တော့အဲ့သုံးဖွဲ့ကပဲအဓိက key player တွေပါခင်ဗျားတို့ကိုလာပြီးတစ်ခုပဲမျိုးဆိုအဲ့သုံးဖွဲ့နဲ့တည်းတစ်ဖွဲ့ကတော့ကျွန်တော်ပတ်သက်ရမယ်လို့ဖြစ်တယ်အဲ့တော့တေချာလေးတော့ဟိုလူလူအနေနဲ့စိုးရင်ကြောက်တဲ့မှုမရှိပဲတတိထားဆက်ဆံမှာအစားအဖဆိုတဲ့စုံမယုံပါနဲ့အစားအဖအတိုင်းဝဲကလည်းတကယ်သူတို့အနေနဲ့ကတကယ်အချမ်းဖတ်သမားတွေအချမ်းဖတ်မှုတွေလုပ်တယ်လို့ယူဆတဲ့သူတွေနောက်တစ်ခုကအဂရိလိုက်စားမှုကျူးလွန်တဲ့သူတွေဒီပြောရမျိုးညာဒီတာမန်ပြည်သူတွေကိုစားဖာလိုက်ပြီးတော့လက်ညှိုးထိုးလျှောက်ဖမ်းနေမယ်လို့သူတို့မလုပ်ဘူးတာမန်ပြည်သူတွေအိမ်ထဲဝင်နေလှုပ်ချင်လျှောက်လို့မှာမဟုတ်ဘူးဒါပေမဲ့အကြမ်းဖက်မှုကျူးလွန်ထားတဲ့သူတွေအကြမ်းဖက်သမားနဲ့ဆက်သွယ်ထားတဲ့သူတွေနော်ဒီဘာခေါ်လဲဆိုအဂရိလိုက်စားမှုကျူးလွန်ထားတဲ့သူတွေနော်နောက်တစ်ခုကဘာလဲဆိုတော့ဒီနိုင်ငံတော်နဲ့ပြည်သူလူထုမတည်မငြိမ်ဖြစ်အောင်လုပ်ထားတဲ့သူတွေအဲ့လိုလူမျိုးတွေကိုပဲပြစ်မှုပေါ့နိုင်ငံရေးပြစ်မှုတွေဒါမျိုးတွေပေါ့အဲ့ဒါမျိုးတွေကိုပဲသူ target ထားပြီးလုပ်ပါလိမ့်မယ်ကိုယ့်ကိုကောင်းကောင်းဝယ်လှုပ်ရှားနေတဲ့ပြည်သူတဦးတယောက်ပေါ်မှာဘဲစားအဖာမှာလက်ညှိုးတော်လာမထိုးပါဘူးခင်ဗျားတို့မျက်စောင်းတွေတော့တစ်ချက်မထိုးပါဘူးဘာလို့စားဖားတွေတိပါတယ်သူတို့မှလည်းသူတို့နှောက်ဝင်တယ်သူတို့တိကြတယ်ဒါကြောင့်မလို့ဟိုရန်တင်အောင်ပြကြပါနဲ့ဒါဒီမြောက်ကလိုင်းမြောက်ကလာကလိုင်းမြောက်ကလာကမြောက်ကလာအဲ့ရက်ကွက်ကအုပ်ကြီးရတာသူနှက်လို့ပေါ့အခုတက်လာအခုနှစ်လာပါအဲ့မေကွန်လည်းတစ်ခုမေးရတာပြောတဲ့ဒါဒီအုပ်ကြီးလည်းမခေဘူးခေသူမဟုတ်ပေါ့နော်အဲ့လိုပြောလို့ရတယ်ဘာလို့တောင်တန်လူကစားဖားလို့ပြောရင်လှန့်တယ်ခုတက်လာဆိုတော့မိကုန်းမေးတယ်ဆိုတာ तू ကဒီ knowledge ရှိထားလို့ပေါ့နော်ဒါကကောင်းတယ်ဟာမဟုတ်ရင်တော့ပဲ तू ဒီလိုမိလိုက်လို့ကောင်ထွက်ပြေးသွားတာလည်းအမှန်ပဲမဟုတ်ရင်ခင်ဗျာဘာလဲဆိုတော့အစားအဖားတွေကွာသူတို့လှုပ်ပြီးသူများလွှဲချပါတယ်ဆိုပြီးတော့ပုတ်ချအောင်မှာဟိုကအုပ်ကြီးအဲ့လိုထောက်လိုက်တဲ့တစ်ချက်ကပုံမှန်ကန်ကောင်းသွားတာနော်တော်တော်လေးတော့ဒါဘာဖြစ်တဲ့သဘောပဲပေါ့နော်ဒါလေးလည်းကြုံကြိုက်လို့ဒီနေ့သတင်းထည့်ပြောတာပါအဲ့တော့မြို့ပြမှာနေတော့မှာပဲနေခင်ဗျားတို့တွေနဲ့စားအဖားဆိုတိုင်းလဲနာမည်တက်ပြီးလှုပ်ရှားမဲ့သူတွေတတ်ရှိနေတဲ့အတွက်စားအဖားလို့ခေါင်းစဉ်ပဲတက်လာပြီးခင်ဗျားတို့လာချင်းချောက်ရဲငါရဲဘသူကွာတော့ငါရဲမူကြီးဘသူကွာအသက်အရွယ်နဲ့ကြည့်လိုက်ပါဦးဗျာတချို့ကလေးကြိုင်နော်အသက်အရွယ်နဲ့ကြည့်လိုက်ပါတချို့ကလူကကြည့်တော့ပြင်အသက်က30လောက်ရှိတယ်ငါရဲမူကြီးဘသူလို့လာပြောရင်ခင်ဗျပောက်ကြိုက်ပြောနေတာတက်ကပြ30လောက်ကိုရဲမူကြီးလို့ပြောရင်ပြဿနာပဲအဲ့ဒါရဲမူကြီးဖြစ်ဖို့ကအသက်က30နဲ့မရဘူးအဲ့30ကအများဆုံးဖြစ်နိုင်ရတာဟိုပါလေအများဆုံးဖြစ်နိုင်ဒူရဲအများဆုံးပဲရဲမှုတောင်ဖြစ်ဖို့မလွယ်ဘူး30နဲ့နော်မလွယ်ဘူးဟိုတက်ကကြလာတဲ့သူတောင်မှပဲရဲမှုမဖြစ်ဘူးချက်ချင်းနော်အဲ့တော့ဟိုက30နဲ့ဘူးမှုလည်းမဖြစ်ဘူးအဲ့တော့ဒါကြောင့်မို့လို့ပြောချင်တာကဟိုနည်းနည်းတော့ဟိုပေါ့နော်ဒါကို knowledge ရှိလို့ရှိကြအသက်ရွယ်နဲ့နေထားကိုရှိုးပြီးတော့မှပြောကြနော်ငါဒူရဲဘသူကငါဘယ်မျိုးနေကွာဆိုပြောရင်ကိုကအဲ့မျိုးနေရဲမှုတဲ့ကိုတိထားရင်ရဲကိုတိထားရင်ဒါဒီမျိုးနေမှာတကောင်ရှိမရှိနော်ငါစားဖားကွာဆိုပြောလိုက်ဟိုစားဖားရဲ့အထောက်ထားလေးပြပြီးပါခင်ဗျာကျွန်တော်တို့တကယ်လိုက်ခဲ့ပါမယ်ကျွန်တော်တို့ဟုတ်မဟုတ်လေးတက်တည်လေးတော့ကျွန်တော်သိချင်မရတယ်သိပြရစီခင်ဗျာဒါမှမဟုတ်လေဖုန်းလေးတစ်ခေါက်ခေါ်ပြစီခင်ဗျာဆိုတောင်းအောင်မလို့နော်ဒါလေးကကိုအတိတတိလေးနဲ့ပပနဲ့ကင်တွယ်ပါလူလေးလူချစ်တွေနော်ရောင်းလုံးမဲ့ကလင်ကချစ်တွေကလည်းလောကကြီးမှာပေါ်နေပါတယ်နော်အဲ့ဒါလေးတော့သိစေချင်တာပါနော်